အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ Microsoft Office 2024ကိုကျွန်တော်တို့ install တင်တဲ့နည်းလေးကျွန်တော်တို့ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီနောက်ကျွန်တော်တို့ Microsoft Office 2024ကျွန်တော် install တင်ဖို့အတွက်ဆိုရင်ဘာရင်လုပ်ပြရမလဲဆိုတော့ကျွန်တော်တို့ဒီ Windows Security Software ကိုပိတ်ပြရမယ်เนาะဆိုတော့ကျွန်တော်တို့မိတ်ဆွေတို့ရဲ့ဒီ laptop မှာဒါမှမဟုတ် PC မှာပေါ့เนาะကျွန်တော်တို့ antivirus software တခြားတစ်ခုသုံးနေဆိုရင်လည်းအဲ့ဒီ antivirus software ကိုကျွန်တော်တို့ခဏပိတ်ပေးထားဖို့လိုမယ်เนาะဆိုတော့ crack version ဖြစ်တဲ့အတွက်ကျွန်တော်တို့ antivirus software တွေကျွန်တော်ပိတ်ပေးထားဖို့လိုမယ်ပြီးတော့ကျွန်တော်ဒီ Telegram မှာကျွန်တော်တို့တင်ပေးထားတဲ့ဒီ file 4 file ပေါ့အဲ့ဒီ file 4 file ကိုကျွန်တော်တို့အပြည့်စုံ download ဆွဲပေးမယ်ပြီးတော့ရင်ဒီ file 4 file ကျွန်တော်တို့ဒီ zip file ဖြည့်ရတဲ့တစ်ခုခုနဲ့ပေါ့နော်ကျွန်တော်တို့တောက်ပြီးတော့မှ extract ဖြည့်ပေးမယ်တော့ဒီ file နဲ့ကျွန်တော်တို့ extract ဖြည့်တဲ့နေရာမှာကျွန်တော်တို့ file ရှင်းတောက်ပြီးတော့မှ extract ဖြည့်လို့မရအောင်နော်ဒါကိုကျွန်တော်တို့သတိထားပေးရမယ်ဒီ file 4 file ကျွန်တော်တို့ select ယူပြီးတော့မှ extract ဖြည့်ပေးမှာဒါသူ့ရဲ့ပြမယ်ဆိုရင်ဒါ complete ဖြစ်တဲ့ကျွန်တော် file တစ်ခုရလာပါနော်Okay ဒါလေးဆိုရင်ကျွန်တော်တို့ခဏစောင့်လိုက်မယ်ဒီ antivirus software ကျွန်တော်တို့တွားပြီးတော့မှပိတ်ပေးဖို့တော့မမေ့နဲ့เนาะဒါကတော့ကျွန်တော်တို့တခြားကိုပိတ်ပေးထားမှရမှာ Okay ဒါကျွန်တော်တို့ install ဖြည့်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီမှာသူ့ရဲ့ file တစ်ခုထည့်ရလာမယ်အဲ့ဒီ file မှာကျွန်တော်တို့တွားပြီးတော့မှဝင်လိုက်မယ်အဲ့ဒီထဲမှာကျွန်တော်တို့ဒီ file 3 file တွေ့လိုက်မယ်เนาะဒီ3 file ကျွန်တော်တို့ဘာမှတော့ဖြတ်စရာမလိုဘူးအဲ့မှာကျွန်တော်တို့ဘာလုပ်ပြရမလဲဆိုတော့ဒီ auto run ဆိုတဲ့ဒီ app file လေးပေါ့ဒီကျွန်တော်တို့ဒီ node file မဟုတ်ဘူးကျွန်တော်တို့ဒီသူ့ရဲ့ software application file ကိုကျွန်တော်တို့ right click ထောက်ပြီးတော့မှ run as administrator နဲ့ကျွန်တော်တို့ run ပေးမယ်ရတယ်ဒီကောင်ကျွန်တော် more info တော့မယ် run anywhere ဆက်တော့မယ် Okay ဒါဆိုကျွန်တော်တို့ဒီမှာသူ့ရဲ့ software interface လေးရတာပြီပြီးတော့ကျွန်တော်တို့ဘာထပ်ပြီးတော့လုပ်ပြရမလဲဆိုတော့ကျွန်တော်တို့အရင်တော့ install တင်ထားတဲ့ကျွန်တော်တို့ Microsoft Office 2021တို့2016 2019ဒါပြောမယ်ဆိုရင်ကိုယ်အရင်တော့ install တင်ထားတဲ့ဟာတွေအရင်ဆုံးကျွန်တော်တို့ uninstall တင်ပြရမယ်เนาะအဲ့တော့ကျွန်တော်တို့ဒီ uninstall တင်ဖို့ပါလဲတွေ့တွေ့ကျွန်တော်တို့တော့လုပ်စရာမလိုဘူးဒီ software မှာကျွန်တော်တို့ပါပြီးသားဒီကျွန်တော်တို့ဒီ tools ရဲ့ဘေးရကျွန်တော်တို့များလေးကိုနှိပ်မယ်ပြီးတော့ကျွန်တော်ဒီမှာ uninstall Office เนาะအဲ့ဒီမှာကျွန်တော်တို့ကို install တင်ခဲ့တဲ့ install တင်ထားတဲ့ကျွန်တော်တို့ဒီသူရဲ့ software version လေးကိုကျွန်တော်တို့တော့ပြီးတော့မှရွေးမယ်2021ဆိုလဲ2023ဆိုလဲကျွန်တော်တို့2023ပေါ့เนาะဒါမှမဟုတ်ကျွန်တော်2021နဲ့2024ဒါမှမဟုတ်2016တွင်ထားခဲ့တယ်ဆိုရင်တော့ဒီကောင်လေးကျွန်တော်တို့ match ချစ်ပေးမယ်ပြီးကျွန်တော်ဒီ log လေးနဲ့ main လေးချစ်ပေးမယ်ပြီးရင်ကျွန်တော်တို့ uninstall office ကိုနှိပ်ပေးလိုက်မယ်ဒါပါဆိုရင်သူက uninstall စပြီးတော့မှလုပ်နေပြီပြီးတော့ဒီ set လေးကျွန်တော်တို့ခဏလေးစောင့်နေမယ်เนาะOkay ဒါဆိုကျွန်တော်တို့ဒီ Office uninstall တင်တာကျွန်တော်တို့ပြီးသွားပြီပေါ့နော်။သူကကျွန်တော်အနည်းဆုံးတော့ကျွန်တော်တို့ဒီ7 minute ဝင်ကျင်တော့ကျွန်တော်တို့ကြာလိုက်မယ်နော်။သူကကျွန်တော်မလို့အပ်တဲ့ကျွန်တော်တို့တခြားသူ့ရဲ့ file တွေအကုန်လုံးပြီးတော့ link ကီးတွေအကုန်လုံးကျွန်တော်တို့တွားပြီးတော့မှရှင်းမနေတာဖြစ်တဲ့အတွက် Okay ဒါကိုကျွန်တော်တို့ပြီးသွားပြီဆိုရင်ဒီကောင်ကျွန်တော်ပြန်ပြီးတော့မှထွက်လိုက်ရပြီ။ Okay ပြီးသွားရင်တော့ကျွန်တော်ဒါ uninstall တင်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီ Office 2024ပေါ့နော်။ဒါကိုကျွန်တော်တို့တွားပြီးတော့မှ install တင်တော့ဒီနေရာမှာကျွန်တော်တို့ဘာလုပ်ပြရမလဲဆိုတော့ကျွန်တော်တို့ကဒီ Word Excel PowerPoint မှာတောင်းမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ3ခုလေးကိုကျွန်တော်တို့ match ချစ်ပေးမယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီ Project Pro တို့ဒီ Visual Pro တို့ကျွန်တော်တို့သုံးချင်တယ်ဆိုရင်လည်းရတယ်ဒီကောင်လည်းကျွန်တော်အမှန်အင်းဆုံးပြန်ချစ်ပေးမယ်เนาะပြီးသွားပြီဆိုရင်ကျွန်တော်ဘာမှလုပ်စရာမလိုဘူးရပြီဒီ Start Installation ကျွန်တော်တော့ပြီးတော့မှရွေးလိုက်အောင်မယ်เนาะ Okay ဒါဆိုကျွန်တော်တို့ဒီစပြီးတော့မှ install တင်မယ် Start Installation ကျွန်တော်တို့လုပ်ပေးမယ်ဒါဆိုရင်သူရဲ့ software လာပြီးနေပြီးတော့မှဒီ install တင်တဲ့ stage လေးပေါ့နော်ဒါကိုကျွန်တော်တို့ရောက်လာလိုက်မယ်ဒီမှာလည်းကျွန်တော်တို့ခဏလေးထပ်ပြီးတော့မှစောင့်ပေးရမယ်နော် Okay ဒီမှာကျွန်တော်တို့ဒီလိုမျိုး screen လေးပေါ်လာရင်ခဏလေးစောင့်မယ်နော်ဒီမှာကျွန်တော်တို့သွားသူဒါ activation state ကိုကျွန်တော်ရောက်သွားပြီတော့ auto play လုပ်နေလိုက်မယ်ဒါကျွန်တော်တို့ရှက်ပြပြီးတော့မှခဏစောင့်ပေးရအောင်နော်
okay ဒါလေးကုန်လို့ကျွန်တော်ပြီးပြီဆိုရင်တော့ဒါကျွန်တော်တို့ Microsoft Office 2024ကို install တင်တဲ့အဆင့်ကိုကျွန်တော်ပြီးသွားပြီ okay ဒါဆိုကျွန်တော်တို့ activation ရမရအောင်ကျွန်တော်တို့တော်ပြီးတော့မှပြန်စစ်ကြည့်မယ်Microsoft Excel ကိုရင်ဖွင့်ကြည့်မယ် okay ဒီမှာသူ့ရဲ့ activation ရလာမရတော့ကျွန်တော်တို့တော်ပြီးတော့မှပြန်စစ်မယ်စစ်မယ်ဆိုတော့ဒီ account ထဲကိုတော့မယ်နော် account ထဲကိုတော့မယ် okay ဒီမှာဆိုကျွန်တော်တို့ဒီ Microsoft Office ကိုဒါကျွန်တော်တို့ basic key เนาะဒီ activation မလိုဘဲနဲ့ကျွန်တော်တို့တောက်ပြီးတော့မှဒါစိတ်ချလက်ချကျွန်တော်တို့အသုံးပြုလို့ရပြီဒါ lifetime လေးစဖြစ်တဲ့ကျွန်တော်တို့ဘာမှဆက်ပြီးတော့မလုပ်ဆရာမလို့တော့เนาะဒီကကျွန်တော်တို့ဒီရှေ့ရပြောခဲ့တဲ့အဆင့်တွေကိုမကကန်ကျွန်တော်တို့လုပ်ပေးဖို့ပဲအဲ့ဒီဟာတွေကျွန်တော်တို့အကုန်လုံးအဆင်ပြေတယ်မှန်ကန်တယ်ဆိုရင်တော့ဒါကိုယ့်ရဲ့ Microsoft Office ကဒါလုံးဝ lifetime လိုင်းစင်နဲ့ကျွန်တော်တို့အသုံးပြုလို့ရတယ်เนาะ okay ဒါဆိုဒီနေ့ကျွန်တော်တို့ပြောပြပေးတော့ဒီဗီဒီယိုကတော့ကျွန်တော်ဒီလောက်ပါပဲတခြားမေးကြတဲ့ရှင်းနေကျွန်တော်တို့ဒီ comment မှာကျွန်တော်တို့မှန်ခဲ့လို့ရတယ်ပေါ့နော် okay ဒါဆိုရင်အားလုံး goodbye ပါ